Nhân là đấy trong này này chọn là vậy. Trông tràm. Như vậy này dù giờ lên nè. Thì được à? Nhân chén này. Na bây giờ phải chọn chọn. Tôi lưu chàng nghe rồi. Chàng lại hoài. Sao bấy rồi nó mà lùi đồ tí có xanh cái đâu mà lùi. Thả lý là chùa lý vậy. Thả lý vậy gì à? Chùa lý. Hello, I'm morning ba. Chúng nó ký gì này, xem nhau này chơi gì vậy? Chúng nó nhá cả xem máu mày tung ra mà nãy vừa phết bạn. Cụ đi mình đó sau này thu bí. Chúng nó siêu khí sắc bảo mẹ. Thì nhà thì ưu rồi A này vậy. Chúng nó cụ đi mình bán cái cụ mà coffee mình lấy tàu này. Bây giờ chúng nó bán lại biscuit một ly này sao bây giờ khí sắc bảo mẹ. Chúng nó máy bên nhà mà về mình sao sao mà có nó. Thì tao thấy khí gì tất cả mày. Thì nhà chúng nó lấy chết là ấy lấy luôn rồi. Con cái đó thì mình luôn phải giàu này vậy. Chỉ là tự xem mình. Này đấy mà ấy chỉ một điều phiền này rồi này. Chú biểu trong mà đấy. Cái cho nó ký sẽ vào mẹ. Alo mẹ, cho nó đủ xem nhau này ký gì này rồi alo. Lại bài chỉ bây giờ mà nha. Tao thấy đâu mèo thì này đó thật. Xem gì vậy? Thì giờ thì ưu đu này thuật để chị làm vậy. Ok, cho nên 2.6 kg ပဲရှိသေးတယ်တော်တော်ပြင်မှန်းတယ်ချွေးထွက်ဂီယာတော့ဂိတ်ဆုံးနေပြီပေါ့နော်အဲ့တော့ကျွန်တော်ဖြည်းဖြည်းချင်းတစ်ချက်ချင်းအပေါ့လေးနဲ့ပဲတွေးပူပုံစံနင်းနဲ့ပဲဖြည်းဖြည်းတက်လာတယ်ပေါ့နော်အဲ့တော့တောင်ထိပ်ရောက်တော့မယ်ကဲအားလုံးပဲကျွန်တော်တို့တူတောင်ထိပ်ရောက်ရင်ဒီတောင်အောက်က view တွေဘယ်လောက်လှလဲလိုက်ကြည့်ကြပါဦးဗျဒါတောင်ထိပ်လားဒါတောင်ထိပ်လားရောက်ပြီပေါ့တောင်ထိပ်တယ်ဒါပြင်မိုင်းပြင်းတောင်ထိပ်16မိုင်ကုန်းသုံးတိုင်းမှာရောက်ပါပြီမနက်9နာရီပါ9နာရီ6မိနစ်ပေါ့ညာကျွန်တော်ဟိုးမှာမြင်းနေလမ်းရောက်လိုက်သွားမှာဗျအဲ့ရသွားမှာဒါကမိုင်းပြင်းတောင်ထိပ်ပါ6မိုင်ဘယ်တော့16မိုင်အဲ့16မိုင်ပြန်မတက်တော့ဟာလားလမ်းအောင်ကောင်းလားလမ်းဒီလိုပဲထိန်းဆင်းရမှာပေါ့โอเคကျေးဇူးပါကျွန်တော်တချို့ပြတ်နေတဲ့လမ်းပိုင်းတွေကဘယ်လောက်ဆိုးလဲလို့မေးတဲ့သူတွေတွေ့ပေါ့နော်ဒီလိုပုံစံတွေပါသူကစားလို့မရဘူးဟိုဘက်မှာလည်းပြတ်နေတယ်ဟိုဘက်တောင်ကျိုးကလည်းတွားလို့မရအဲ့ဒါဖုတ်တည်ပဲကျွန်တော်စပိန်ခွေပါမြုပ်တယ်ဗျအဲ့ကောင်ကအဲ့အဖျားတော့လည်းအနေများတယ်ပြီးရင်ဟိုနာတစ်ဖက်ကျရင်ပြန်ကောင်းသွားပြန်အောင်အဲ့လိုမျိုးပေါ့နော်အဖြက်တွေအဲ့လိုမျိုးဖြစ်နေတာဗျအဲ့တော့အရင်ဆင်းသွားလို့မရအောင်ယူဆိုင်ပါအတက်ကောဆင်းအောင်ယူဆိုင်ရပါတယ်ဒီလမ်းကတော့ဒီလိုတာရတဲ့အဖြက်ကလေးလည်းရှိပါတယ်လမ်းကတော့ခုနကလမ်းပြင်းနေသူတွေရှိရဗျလမ်းကမပြင်းနေရတော့မဟုတ်ဘူးပြင်းတဲ့လူတွေလည်းရှိတယ်ဒါပေမဲ့နဲတာပေါ့နော်နဲတယ်ပြီးတော့လူအင်အားလေးနဲ့ပဲလုံနေရတာဖြစ်တဲ့အတွက်ကြောင့်ဟိုမလောက်ဘူးဖြစ်နေတာပေါ့အဲ့တော့သူတို့ပြင်ထားပြီးသားတချို့နေရာလေးတွေဆိုလဲဒီလိုမျိုးလေးကောင်းနေတယ်ပြတ်တဲ့နေရာအများနေပြင်တဲ့လူကနဲနေတော့အဲ့လိုတိုင်ပတ်နေတဲ့သဘောပေါ့ကဲကျွန်တော်ဆက်ပြီးတော့ဆင်းလိုက်ပါအောင်ဗျခုလောလောဆယ်တော့ချမ်းလာပြီဒီအောက်ထဲရောက်လေဩပြောနေနဲ့နောက်တနေရာပါကျွန်တော်ဆင်းရအောင်ပါဗျာဒီမှာတွေ့လားဒီလိုမျိုးလေးတွေဒီစောက်ကြီးဆိုရင်ဘယ်မှဆင်းလို့မရချုံးပြောင်းသွားမှာအဲ့တော့အချိန်နဲ့မေ့ပြီးဆင်းလာလို့ကတော့လာပြီအဲ့တော့တောက်လျှောက်ဆင်းနေလဲ break ကိုဖမ်းပြီးတော့လာရတာပဲကဲဒါမျိုးတွေကြိုက်လို့ရင်ဆိုင်မှုအတွက်
ရှောက်လာတာဆိုတော့လည်းလောက်ရတော့မှာပဲဖြတ်မောင်လေးရေမောင်လေးမောင်လေးโอเคရပြီသွားမယ်နော်မောင်လေးကိုရအောင်လန့်နာကွယ်တော်လေးရဲ့ဒီကနေကိုပတ်ပြီးတော့ဟိုးမှမြင်ရတဲ့လမ်းလေးတောင်ကပယံကြီးအောက်ကနေပတ်ပြီးဆင်းသွားမှာရမ်းလာကျွန်တော်လိုက်ဆွဲတဲ့ခွေးမမီဘူးဒီကောင်ဒီနားလမ်းကောင်းတော့ဒီကောင်ပြက်ကြံခဲ့ကျွန်တော်ဘူးရှိုးရှိုးနေလမ်းကိုကြည့်ပါဦးရမ်းလာတယ်ကားတွေတောက်လျှောက်တက်လာတက်ဆိုတော့ကျွန်တော်တို့အစင်းဆိုတော့ဦးစားပေးရတာဗောနော်ခေါင်းကတော့များတယ်ဗျာဒီနားလေးကဒါမိုင်းပြင်းကနေတက်လာတဲ့ကောင်တွေဖြစ်မယ်ဗျာကုံတွေကတော့အလွတ်တွေကြီးပဲအဲ့ပေါ်တက်တာဒီကြားတဲ့ကိုရောက်လာကျွန်တော်တော်တော်လေးအေးတယ်စိတ်ပြီးအေးနေရတယ်ကျွန်တော်မခံနိုင်တော့အနွေးတွေပါထုတ်ပြီးဝေ့ကြတယ်တော်တော်လေးအေးတယ်လေတိုက်တော့ပူဆိုးတာပေါ့နော်ဒီဘက်နားလေးကလမ်းနဲ့ကောင်းပါပြီရှေ့မှာမိုင်းပြင်းရောက်ဖို့တော့တိတ်မလို့တော့လို့ထင်တာပဲဘိုက်လည်းတော်တော်လေးစလာပြီဗျအချိန်က8:50ရှိသွားပြီကျွန်တော်ဘိုက်စနေပြီနေလိုက်ပါဦးမယ်အားလုံးပဲလိုက်ခဲ့ပါအောင်ဗျ9နာရီအတိမှာမိုင်းပြင်းမျိုးမှလိုက်လဲဆိုကြိုးစွာကြီးကိုရောက်ပါတယ်ခင်ဗျာရှေ့မှာဒီမိုင်းပြင်းဒေသခံ cyclist တယောက်နဲ့ပေါ့နော်သူကဖုန်းလက်ဆက်တယ်မနေ့ကအတူတူစားရအောင်နဲ့ဖြတ်သွားပြီလားဆိုသူဖုန်းဆက်တဲ့အချိန်ကျွန်တော်မိုင်းပင်မျိုးအဝင်ရောက်တာနဲ့ကွက်တီးပဲအဲ့တော့သူနဲ့အခုချိန်ထားတယ်ကျွန်တော်မနေ့ကစားမယ်ပေါ့နော်သူနဲ့ဟုတ်ကဲ့အားလုံးပဲလိုက်ခဲ့ကြပါအောင်ဗျာချစ်စရာလေးကနေရာလေးသဘောကျလိုက်တာအိမ်လေးတွေရောဘယ်လိုပုံစံလေးလဲမသိကျေရောကြဒီဘက်မှာဝယ်ရှိအိမ်ကောင်းကြီးတွေပေါ့နော်အိမ်ကြီးတွေရှိရယ်တော်တော်ကောင်းကောင်းကြီးတွေစောက်လုပ်ထားတာအဲဒီမှာရှေးဟောင်းအိမ်လေးလည်းရှိတယ်အဲ့လိုမျိုးပေါ့နော် vibe လေးတွေကမတူဘူးဗျမြင်နေရတာလေးတွေကမဆိုလည်းအင်ကြီးဆိုင်လေးတွေအိုးလူမစီးတယ်မ
ကဲတွေ့ပြီမော်နီပါ ပါစားမလို့ မသိဘူးဒီမှာဘာရမလဲမသိဘိုက်တော့စားတယ် သမီးစားမှာဒါမှ ဩဟုတ် မဟုတ်ပုံစံလေးနဲ့ရွှေ့နေလို့မှ ဩ ဒီကပြန်ထုတ်တာ ပြန်ဖုတ်တာနော်ကော်ဖီ ခဏလေးတော့ပေါ့နော် ရတယ်ဦးဒီတော့ကဲဘိုက်ဆက်စားနဲ့စားမှာပါဒီဆိုင်လေးကောင်းတယ်ပြောတယ်ဦးဒီတို့အိမ်နာပါမယ်စားလိုက်မယ်ကဲစားလိုက်ပြီ ว่าลงกาล่าเนื้อว่าลงเนี่ยกาเนี่ยป้าสาวไม่รู้เนี่ยรวยจ้ะยังไม่แก่นะไม่ได้ทำปักรวยอย่างนี้ด้วย ကျွန်တော်မိုင်းပြင်းရောက်ပါပြီမိုင်းပြင်းကဒီမှာဦးထီဒီမှာဒီက cyclist ပေါ့ဦးထီကကျွန်တော်ကြိုပြီးတော့ဒီမှာမနေ့စာကြည့်ပါတယ်ဦးထီနဲ့စကားနဲ့ပြောလိုက်မယ်ဦးထီကကျိုင်းတော့မှာပြန်ပွဲသွားပြိုင်နေတာနော်63နှစ်ရှိပြီတဲ့အရန်စပိန်စီကကောင်းတယ်ဒီမျိုးမှာဘယ်နေရာတော့ရှိလဲနင်းနေလို့ တယောက်ကအခု high check နဲ့အပေါ်တက်သွားရင်ခဲရမယ်ဦးရဲကြောအောင်လေသူကမကွေးသားမကွေးမှနေခဲ့တာမကွေးမှတအားနင်းနေသူလည်းတအားနင်းနေသူလည်းစီးရင်ပါတယ် ဟုတ် SAE ဟုတ်ကဲ့ဟုတ်ကဲ့ မရလို့မရလို့တော့မပြန်သူပြန်လို့ရှိရင်လည်းသူရနေတယ်တအားနင်းနေတယ်သူ နဲတော့နဲမယ်နော်နင်းနေလို့ဒီမိုင်းပြင်း မိုင်းပြင်းကတော့လွန်ဆုံးရှိပုံမှန်နင်းနေရကျွန်တော်9ယောက်6ယောက်ပဲရှိတယ်ကျန်တဲ့စပိန်တိုင်းတွေကတော့ရှိတယ်မနင်းကြဘူးဟုတ်ဟုတ်ကျွန်တော်တော့ညနေ3နာရီဆိုရင်စိုက်ပိတ်4နာရီဆိုရင်အိမ်ကနေထွက်ထွက်ပြီးမှတနေ့ကိုဥစား10ကီလိုမီတာဒီမမှန်လားမောဖပဲမမှန် ဟုတ်ကဲ့အဖက်သွားအဖက်ကလမ်းလဲကောင်းတယ်ကတ်တရားလမ်းနေပဲအသက်စင်းလဲမစိုးပျော်တယ်ရဦးတီးကဒီ9မိုင်ထိလိုက်ပို့မယ်တဲ့အနေရောက်နေကြပါမယ်ကဲဒီနာဂုံးတက်လေးဗျမျိုးတွေကချစ်စရာလေဒါရှမ်းအရှိပေါ့အိမ်လေးတွေမိုက်ချိုင်းတုံ104ကီလိုမီတာရှိတယ်ရန်ကုန်မှာဆိုတော့104ရတရက်အစီမတော့မရဘူးပေါ့ဗျာမိုက်တယ်ဗျာဒီနေရာလေးကကျော်ရန်တော့ကြာကြည့်ရောမိုင်းပြင်းပါလားမြို့လေးကချစ်စရာလေးနော်အိမ်လေးတွေကစားဘလို့လေးတွေဦးတရားကျော်ဗီဒီယိုတွေကိုအမြဲတမ်းကြည့်တယ်တဲ့အဲ့တော့ကျွန်တော်သိတယ်တဲ့ဒါကျိုင်းတုံးပွိုင်းမှာဆိုင်းညံလေးနုံနဲ့တွေ့လာပြီးတော့ကျွန်တော်လာမယ်ဆိုတာသိသွားတယ်အဲ့ဒီတော့သူကစောင့်ပြီးတော့ကြိုပေးတာပေါ့နော်မနေ့စားလဲအခန်းနဲ့ပြီးတော့ဒီမိုင်းပြကနေ9မိုင်လောက်ထိလဲကျွန်တော်လိုက်ပို့တယ်ကျေးဇူးအများကြီးတင်ပါတယ်ဟိုးအောင်ပါချောင်းလမ်းလေးတွေကတော့မိုက်တယ်နော်တောင်ကပရန်နေဟောက်တာကျွန်တော်9မိုင်မှာဒီက9မိုင်ဒီလိုက်ပို့ပါတယ်ကျွန်တော်အေးတောက်စကားပြောပြီးတော့ဒီနေ့အခုပဲလမ်းခွဲခဲ့ပါပြီကျွန်တော်ကတော့ရှေ့ကိုခီးဆက်ရမှာပေါ့နော်ချိန်ကတော့10:20ဖြစ်သွားပါပြီ
ဒီဘက်မှာကတော့ဖုန်းလိုင်းနေမပြီးတော့ဘူးเนาะကျွန်တော်မနေ့ကနင်းလာတဲ့အလျောက်ကတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်ဒူးကောင်းအနောက်ဖက်ပေါ့နော်ဒီခြေသလုံးချက်သားနဲ့ပေါင်နဲ့နာကြောနာတယ်သူအတက်တွေများတာဟုတ်နာတယ်ပြီးရင် body pain နဲ့ဖြစ်ချင်တာပေါ့နော်ဒါပေမဲ့ညာအိတ်လိုက်တယ်နားယူလိုက်တာကြာပြီးတော့မနေ့ကျတော့နည်းနည်းလေးပြန်ကောင်းသွားတယ်ဗျနေလို့ထိုင်လို့ကောင်းသွားတယ်အားနဲ့ကျွန်တော်တောက်လျှောက်ဆင်းလာတော့ဆင်းလာတော့အစင်းဆိုပေမဲ့လမ်းပြတ်တာလေးများတော့ထိန်းဆင်းကတော့အချိန်နည်းနည်းလေးပူကြတယ်ပြီးတော့ဒီပခုံးတွေပေါ့နော်ဒီကောင်လေးနည်းနည်းနာလာတယ်ဗျထိန်းနေရပြီးရင်ကျွန်တော်ဒီ brake fan နဲ့လက်၄ချောင်းပေါ့အဲ့၄ချောင်းလုံးကနာလာတယ် brake ကိုတောက်လျှောက်ဖမ်းရတာဆိုတော့အစင်းဆိုပြီးတော့ပြောပြီးဆင်းသွားလို့မရအခုဒီလမ်းလေးဒီ2မိုင်ပေါ့နော်နောက်ထပ်6မိုင်9မိုင်လောက်ထိကအဆင်ပြေတယ်တဲ့ဟိုဘက်မှာတော့အတက်ဖြစ်မယ်ပြီးရင်လမ်းကျမ်းမယ်ပေါ့နော်အဲ့ဒါကြုံပြရမှာပါဒီနေ့ကတော့စိတ်လဲလန်းနေလူလဲလန်းနေတယ်ဒီဘော်ရီကတော့ size လေးတွေပြတာပေါ့ဗျာအဲ့ကိုသွားရမယ်အဲ့ညောက်သွားပြီးတော့ဒီကနေပွေးပက်ပြီးသွားဒီကားကြီးကတော့လစ်သွားပြီဒီနားမှာဒီပိုင်းနေရိုးရိုးလစ်နေဒီလိုကိုရညံ့ကြမ်းတယ်နားပြီးတော့ပဲကျွန်တော်တက်မယ်ကီလိုနည်းနည်းလေးကိုအများကြီးတက်တယ်ဟောဒါတွေကမြူတွေမဟုတ်ဘူးပဲမီးရှို့ထားလို့ဖြစ်နေတာမြူမဟုတ်ဗျပထမမြူထင်လို့မဟုတ်တောင်ရမီးရှို့တာတဲ့ရှင်းပါအချင်းနေရဆိုရင်တော့ဖြင့်ချွေးဒီကြနားအောင်မယ်ဒီမှာဆက်သွားမယ်ဒီနားတော့စီးလို့ရပြီတွန်းတာတော့မလို့ဗျကားကြီးတွေဆင်းလာလို့ကျွန်တော်ခဏစောင့်နေပါတယ်17မိုင်ကျော်လာပါပြီမှန်ကြီးရှယ်ပဲဟေးကဲတက်ပါမယ်ရှင်းမလို့လား你也怕骗你，后期来就进来，可哪我们呢？ ဟုတ်သေးပါဘူး။ဒီကလူတယောက်မှမူးမှန်တာမဟုတ်ဘူး။မမနာတွေကအိမ်ပြင်ထွက်လာခဲ့ရ။တွေးသမျှလူတိုင်းအော်နေရကြီးပဲ 哎啦，您对你来熬啊嘛呗， ။ဘာဖြစ်လို့ 让他这边。 ။အဲ့လိုလား ဟုတ်ဘာဖြစ်လို့ ။ဟောဘာမှမဟုတ်ပါဘူး။မင်းသိမင်းလည်းအော်လိုက်မယ်။လာပြမယ်
Your Music application ရဲ့ Vitas campaign မှာပါဝင်လိုက်ပြီးတော့ကိုယ့်ရဲ့ online ဆောင်ကိုစမ်းသပ်ကြည့်လိုက်ရုံနဲ့ Your Music ကနေပေးရဲ့ free package ကိုရမှာဖြစ်ပါတယ်အဲ့တော့တူတူပဲ online အောင်တက်သွားတယ်ဆိုင်ငယ်နှစ်စီးကတစ်စီးကဂုံးတက်မှာပြတ်သွားရှေ့ကတစ်စီးကမကြောက်လစ်သွားပြီကုံနေနဲ့တင်လာပြီးဂုံးတက်မှာပြတ်သွားလာတယ်ဒီနားလေးလေ12မိုင်ကျော်လာပါပြီအောင်ရောရဲမှာဟိုးမှာပြတ်နေရှေ့ဆိုင်ငယ်သမားတွေမှာပဲပြောရမယ်သူ့လူကနောက်မှကြံနေဆိုတော့လာရနေရတယ်ပူလာပါပြီချင်းအား7နာရီခွဲသွားပြီဗျနောင်ချိုတော့မဟုတ်တုံတာမှာတော့ရအောင်နားမယ်ပေါ့နော်ကျွန်တော်သွားချင်တာတော့တုံတာထိသွားချင်တာရှောင်းမရောက်တော့ပြောတော့ကီလိုကအရင်အများကြီးမဟုတ်ဒါပေမဲ့အတက်ဆင်းနေများတယ်ခွေးတွေကလည်းတမောက်ဒီကြိုးပြီးပြေးထွက်တာခွေးရှိတယ်လို့နည်းနည်းလေးကျွန်တော်ကကြော်သွားတော့ဘွားဆိုပေါ်လာပြီးလိုက်ဆွဲတဲ့ခွေးလည်းရှိတယ်ခွေးကစတိုင်မျိုးစုံနဲ့လိုက်ဆွဲနေကိုလည်းတက်နိုင်ပြေးရတာပဲโอเคတက်လိုက်ပါအောင်မဗျအကိုဟိုဆိုင်ငယ်ပြက်နေရဲ့ဆိုင်ငယ်ပြက်သွားတယ်အတက်မှာဟိုခွေးအတက်လောက်မှာနှိုးမရတော့သူလူကြံခဲ့တော့ပြန်လှည့်သွားပြီစပိန်ဆိုတော့မလွယ်ဘူးတော်သေးကဝက်ဆိုင်ခဲ့တယ်မို့လို့ဒါလေးကရွာလေးဗျဒါလေးပဲရှိတာရွာလေးဟိုမှာမြင်ရပြီဟိုမှာဆိုင်ငယ်သမားဟိုမှာသွားနေတယ်သူ့လူကဟိုးမှာကျွန်တော်မျက်လုံးရှိတဲ့တယ်မှာတလားမှာဟွာရောင်လေးတွတ်ရောင်လေးမြင်နေရတယ်အဲ့မှာပြက်နေတာအဲ့ကနေသူပြန်သွားပြီပေါ့ကျွန်တော်အဲ့ကနေနင်းလာတာအခုဒီရောင်ရောက်ပြီမကြည့်ကိုဒါဘာရွာလဲမသိဘူးနော်အော်ဟုတ်ကဲ့ကိုဟုတ်ကဲ့အော်ဟိုမှာနှစ်ယောက်တွေ့သွားပြီရမယ်သူတို့နှစ်ယောက်တွေ့သွားပြီဟိုမှာโอเคသွားမယ်အဲ့ဒါဆိုရင်ခုချိန်ကတော့နည်းနည်း6ကက်နေတာပေါ့စောင်းနေတဲ့မိုးရင်းဆိုရင်တော့တော်လေးပူလှမယ်ဒါလှေကလေးစိုက်ခင်ကျွန်တော်ရေကုန်နေပြီဗျတော့ဝဲကြဆိုင်လည်းမတွေ့သေးဘူးလို့ဆိုနောက်ဆုံးတော့မရရင်တော့ကားဆရာကြီးတွေစီကနေရှီတောင်းတောင်းမှာပဲဒီဘက်မှာဆိုင်မရှိဘူးโอเคတက်ရအောင်မယ်နောက်ချိုးအတက်တွေကြံသေးရဲ့ဗျကီလိုနဲတယ်ဆိုပေမဲ့အတက်တွေကြံအောင်မယ်တောင်သုံးလုံးရွာတဲ့နောက်ချိုး 2.5 ကီလိုမီတာကျွန်တော်ကြံခဲ့တာခမ်းပေါ့ရွာပါနော်အဲ့ခမ်းပေါ့ရွာကနေအခုထိကိုတော်တော်နင်းရတယ်ဗျာ 3.5 ကီလိုမီတာအတက်ကြီးပဲယူအောင်တက်ကြတယ်အဲ့ဒီ 3.5 ကီလိုမီတာအခုနောင်ချိုပေါ့နော်နောင်ချို 2.5 ခဲကြောင်ဆက်နေပါမယ်အခုရောက်နေရတော့တောင်သုံးလုံးရွာပါပြန်မယ်ရွာလေးကဒီလိုပုံစံလေးဗျကျွန်တော်ဟိုးဒီဆင်းရပါလမ်းမှာဆိုင်ငယ်ပြက်လို့ပြောပေးလိုက်တဲ့ဆိုင်ငယ်ဆရာကြီးနှစ်ယောက်နဲ့ဒီရွာမှာပြန်တွေ့တော်တော်ဝေးကြမှာပြန်တွေ့ရဗျအချိန်နဲ့အကြာကြီးကြမှာတို့နဲ့တို့လည်းပဲသွားမှလည်းမသိဝေးပဲသွားမှလည်းတွေ့ကဲကျွန်တော်ဆက်သွားပါဦးမယ်ခင်ဗျာ
ရွာဝင်ခွေကြောက်ရတယ်အဝဲတာလည်းမဟုတ်ဘူးလေကဲဒီစင်းလေးကိုဆင်းလိုက်အောင်မယ်တို့ရောက်ပြီဗျာသူကစားတော့ဆိုင်လေးရှိရဲအဲ့မှာအတိတ်ဟုတ်ကန်လေးတွေပေါ့နော်အခန်းလေးငှားလို့ရတယ်ဗျာဒီလိုတွေ့ဖွင့်ထားတဲ့ဟာလေးရှိရပါတော့ဈေးတွေလည်းရဲမကြည့်ပါဘူးကျွန်တော်နောက်ချိုးမှာအခုအမှန်မှန်ဆိုရင်12:40ခုရှိပြီဗျနောက်ချိုးမှာနေ့လည်စာစားရမှာနားရမယ်ပေါ့နော်ကျွန်တော်မစားဘူးဗျာဘိုင်းမစားဘူးမစားချင်ဘူးတုံတာကိုဆက်နေမယ်နားတော့ဒါနောက်ချိုးကြီးပါတုံတာမျိုးနေပဲခြေကန်အကြောင်းပေါ့နော်နည်းနည်းဘိုက်ထဲမှာပြီးနေလို့ခံစားအဲ့တော့စားတော့တုံတာရောက်မှပဲစားတော့မယ်ချားထဲမှာဘိုက်ဆိုင်တော့လည်းကန်ပေါ့ဆက်နေမယ်ဗျာကျွန်တော်ညလာတယ်အဲ့တောင်တန်းနေရာနေကျွန်တော်လာတာဗျာโอเคဒီကွေးကြီးတွေကျွန်တော်တက်လာပါဗျာကျွန်တော်ရောက်နေတဲ့နေရာကတော့နောက်ကျူကျော်ပေါ့နာမည်ကြီးကိုထက်ခွေဖြစ်ပါတယ်ဒီအတက်ကတော်တက်ကလေဗျာနိုင်တော့ကြမှာဘိုက်စားတာတို့နော်မိုင်းပုံဟုတ်တယ်မိုင်းပုံကနေဝယ်လာတယ်မဟုတ်အခုထိမကုန်သေးဘူးရေလည်းကုန်တယ်ဒီဘက်နာနာဝိတက်မှာပဲချင်းကတနားဆက်ခုံမှာနေရတော့အရန်ပူရဗျဒါကျွန်တော်ရောက်တာကိုကွေ့တောင်ထိပ်ဖြစ်ပါတယ်ကိုကွေ့တောင်ထိပ်ပါပင်လေကြီးမျက်နှာပြင်အမြင့်မေ36ခုံမှရှိပါတယ်ကိုကွေ့တောင်ထိပ်ပါဟူးတောင်ထိပ်ရောက်ရင်တော့တောင်ဆင်းတော့စုံရမှာပဲ good ဆင်းမယ်ကွယ်လမ်းလေးကောင်းပါစေလမ်းလေးကောင်းပြီးတော့ရေကုန်သွားပြီစားတော့ဆိုင်နေတစ်ချက်ကြည့်ရမယ်မြေပုံထဲမှာတော့စားတော့ဆိုင်တစ်ခုရှိရဲ့ဗျကဲဆင်းလိုက်ပါအောင်မယ်ဗျာကျွန်တော်အဲ့အောက်မှာမြင်နေရတဲ့ရွာလေးအဲ့နေရာကိုသွားမှာဟောတလားတေးတေးလေးအဲ့အောက်ထီကိုကျွန်တော်ဆင်းရမှာဗျာအဝေးပဲလမ်းကောင်းရင်တော့ဆင်းရတာပျော်စရာကြီးပဲဟောမကြီးဟောအဲ့လိုသွားမှာနော်တောင်းနှန်းနေမကားကြီးတွေလည်းတက်လာပြီโอเคချင်းရတနာရီနဲ့မိနစ်20ပါကိုကွေးတောင်ထိပ်ကဲဆင်းမယ်ပန်းနောင်းလုံးဆိုတဲ့ရွာလေးရောက်နေပြီဗျာနောင်ချိုလဲကြော်လာပြီရှေ့မှာတော့တုံတာရောက်တော့မယ်ပေါ့နော်ရောက်တော့မယ်ဆိုမှလည်းသွားအောင်ပါဗျာဒီနားမှာစားတော့ဆိုင်ပါညာလည်းရှာတော့ကျွန်တော်ရေလိုပြီဗျရေကုန်သွားပြီရေမရှိတော့ဘူးတော့မှဖိုက်လည်းနည်းနည်းဖြည့်ဖို့လိုပြီသူရဲ့ကဖုံးဆက်ပြီးလက်စုနေโอเคဒီမှာအခုကပန်းနောင်းလုံးရောရောက်ပြီကျွန်တော်ခုနနောင်ချိုကနေ8ကီလိုနင်းလာပြီးပါပြီရှေ့မှာမိုင်းဟန်ရွာတယ်3ကီလိုလိုတယ်အဲ့ဒါကိုဖြတ်ကမယ်ခုနဦးရဲနဲ့ဒီရွာလေးရောက်မှဖုန်းလေးတကုန်းဝင်လာတယ်ဦးရဲကလမ်းစုနေဘာမှမစားဘဲနဲ့နင်းလို့ဆိုပြီးတော့မရဘူးတဲ့စားရမယ်တဲ့လစ်သွားလိမ့်မယ်တဲ့ဆိုတော့ဟုတ်ကဲ့စားမယ်ဦးရဲတို့တွေ့တဲ့ဟာစားပါမယ်လို့အဲ့နဲ့သူပြောထားရတယ်ကျွန်တော်တခါကြောက်လေအကျင့်ကပေါ်လာတယ်ခေါင်းမှာလည်းအကျင့်အဲ့ဒါမကောင်းမလုပ်ကြနဲ့နော်ခုနအဲ့ဒီရွာမှာဘိုက်လုံးဝမစားနဲ့ကျွန်တော်လည်းမစားမိဘူးเนาะအဲ့တော့မကောင်းပါဘူးဒါမကောင်းတဲ့အကျင့်ပါမလုပ်ပါနဲ့ကျွန်တော်လည်းရှေ့မှာတွေးတဲ့ဟာကိုစားပါတော့မယ်ကဲအားလုံးပဲမိုင်းလန်ရွာကို3ကီလိုနေပါမယ်လိုက်ခဲ့ကြပါဦးညာ
နိုင်50တုံတာမျိုးရောက်ပါပြီကျွန်တော်81ကီလိုနင်းလာပြီးသွားပြီမိုင်30ကနေပေါ့နော်ကျွန်တော်ဟိုဘက်ကိုဆက်သွားတဲ့မသွားတဲ့တစ်ချက်ပြန်စဉ်းစားမယ်ဗျာပုံမှန်တော့ကျွန်တော်တုံတာမှာပဲအိတ်ဖို့ပြောထားတယ်။နေ့ပြန်ညမှာကျိုင်းလုံးဆက်ဖို့နော်။ချိန်စောနေကျွန်တော်ဘာလို့ကောင်းမလဲမသိဘူး။ဒီမှာစဉ်းစားလိုက်အောင်။ဒီမှာတဲပြီနော်။တုံတာရောက်ပြီ။ဘာလို့ကောင်းမလဲမသိဘူး။ဆိုင်နေရှိတယ်ဒီမှာအများကြီးပဲ။စားတော့ဆိုင်လေးတွေလည်းရှိတယ်။ဘာလို့ရင်ကောင်းပါလဲ။တုံတာတရားကျွန်တော်ဝေခွဲရခက်နေကျန်ရီတောက်ချင်တယ်ကျန်ရီလေးတွေ့တယ်ဒီစီရုံနဲ့တုံတာမျိုးတဲ့ဒီကနေကျိုင်းလုံးဆိုဝေးသေးလားကျိုင်းတော့ခလား36မှာမိုးချုပ်သွားနိုင်တယ်နော်ဒီချိန်သွားရင်တော့ဟုတ်လားအမြန်တော့ရင်တော့ဒီချုပ်ပါကမင်းဟယ်လိုဟုတ်အခုကျွန်တော်ရှင်းစာပါဟုတ်ဟုတ်ပြောလို့ရလားဗျဟုတ်အခုကကျိုင်းတော့လားအခုကျွန်တော်ကလေအခုဟုတ်ကဲ့ thank you ပါအော်ဟုတ်ပြီရတယ်ကိုအေးစေးโอเคဟုတ်အဲ့ဒါညှိလိုက်မယ်လေနော်ဟုတ်ကဲ့ပါခင်ဗျာဟုတ်ဒါဘာမဟုတ်လို့ခေါ်တာเขาช่วยเช็ด ခောက်ဆွဲရှက်อาตีเขาใช้อ่อนเนี่ยจานหนูอันนี้ซ่าเนี่ยတူလားอาตุกเลยนะဒါအတုပ်နော်အဲ့ဒါအဲ့ပစ္စကူလေဩအဲ့လိုမျိုးမစားဘူးနာမည်ကြီးတယ်လားဟဲ့လား Facebook ထဲမှာFacebook ထဲမှာနာမည်ကြီးတယ်ရန်ကုန်မင်းသားမင်းသမီးတွေထိထောက်ဟဲ့လားပင်နဲ့ရလာတော့ရန်ကုန်အခုဒါ8ရက်မြောက်နေ8ရက်မြောက်ရှိပြီနှစ်ယောက်လာတာတောင်ကြီးမှာတစ်ယောက်ကပြန်သွားပြီဒီဘက်ကိုတစ်ယောက်တည်းဖြစ်သွားတာဒီဘက်တော့ကြောက်ဆောင်လို့ပါ特别在长လမ်းမဲနဲ့ဆိုပါနော်နားမချိုးပါရန်ကောင်းတယ်ဒီလိုမျိုးဟုတ်လားဒီဘက်ကနေအမှုကျွန်တော်လာတဲ့ဟိုဘက်ကတော့ဆိုဟိုဘက်ကတားဆိုတယ်မိုင်းပြအရင်ဆိုမိုင်းပြအစင်းရလေတော်တော်အချိန်ပေးလိုက်ရတယ်အိမ်မှာကောင်းพวกคำในลงๆเลยนะတုံတာทำไหนก็ลงยากเจอนะกาซิบหลอกก็มีค่ะพวกเช่นดาปานินโดနင်းတော့နင်းချင်တော့နင်းပေါ့နော်ရတယ်ပေါ့နော်နည်းနည်းတော့မှောင်သွားမယ်တဲ့ဒါကြီးလိတ်က sorry ကျိုင်းတော့ကိုရီးယားမလာနဲ့တော့တဲ့ဒီမှာပဲနားလိုက်တော့ပေါ့နော်ဟိုမနေ့ကမှသူတို့လည်းထွက်လာပြီလာကြိုဖို့ရှိတယ်ပေါ့နော်ပြောထားတယ်တဲ့ဆိုတော့အဲ့လိုလဲဒီမှာပဲနားလိုက်တော့မယ်လို့အဲ့တော့ဘာလို့ရမှန်းတော့မသိဘူးအကြောင်းကြားဖြစ်အဲ့တော့ဒီနားလေးမှာပဲဟိုကြီးဒီကြီးနဲ့ relax လုပ်လိုက်မယ်ပေါ့နော်တော့ရတယ်ဗျာအဲ့တောင်းကြီးတစ်လုံးခံနေ special တောင်းကိုမနေ့ကမှပဲ special တက်တော့မှာကဲကျွန်တော်တို့နောက်ကျောင်းပြန်လှည့်ပြီးတော့တဲကိုကန်လေးတစ်ချက်သွားစုံစမ်းမယ်ခုနဒေတာကန်နေနဲ့ထိုင်ပြီးတော့မုတ်ထိုင်စားလိုက်အဲ့တော့ကြည့်ပါအားလုံးပဲကျွန်တော်တို့တူလိုက်ခဲ့ပါဦးကျွန်တော်တုံတာကိုရောက်ပါပြီနေ့လယ်2 နာရီပါကျွန်တော်ဟိုဘက်ကိုဆက်သွားဖို့လည်းအချိန်ကမမှီဘူးရောက်တာလည်းစောနေတယ်ကိုလိုကန်လန်ဖြစ်သွားတယ်ပေါ့နော်ဟုတ်ပါတယ်ခီ relax ဖြစ်အောင်မနားလိုက်ပါဘူးပြီးခုနသွားကြည့်ဒီနာသွားကြည့်လောက်လိုက်မယ်ဗျ
အားလုံးပဲခဏနားလိုက်ပါဦးမယ်ဗျာတုံတာမြို့လေကချစ်စရာလေးပါဒါကျွန်တော်လာခဲ့တယ်လားဒီဘက်ကနေဝင်နေပြီချိန်က9:50ရှိပြီဗျညကူတတားလေးပေါ့လာရာဒီဥကအေးနေပဲဘုရားမှာတောင်းနေရှိတယ်ဟိုကငိမ့်ချမ်းဆိုတဲ့လေကမှာကျွန်တော်တဲတာပါဒီနေရာလေးမှာတဲလိုက်တယ်တုံတာမျိုးရောက်လို့ရှိရင်ဒီနားမှာလို့ရှာပြီးတော့တဲလို့ရတယ်ပေါ့နော်ဟုတ်ပါမှာဖះလေးရှိတယ်ကဲဒီနေ့ကျွန်တော်ခီးစဉ်ရှေ့ရမြောင်းနေရတော့ကျွန်တော်ဒီလောက်နဲ့ပဲရက်လိုက်တော့မယ်ပေါ့နော်ကျွန်တော်ညစာစားမယ်ပြီးရင်ကျွန်တော်အနားယူတော့မယ်ပေါ့နော်မနေ့ပြန်ကြလို့ရှိရင်တော့ဒီတုံတာကနေကျွန်တော် special တောင်တက်ကမယ် special တောင်တက်ပြီးတော့ဟိုဘက်ကျိုင်းတုံရောက်မှာပေါ့နော်ကျိုင်းတုံကမိတ်ဆွေတချို့ကလည်းစပိန်နဲ့လာခေါ်ကြမယ်လို့ပြောတယ်ပေါ့နော်ဘယ်နာထိလာမလဲတော့ကျွန်တော်မပြောတယ်သူတို့ပြောတော့ပြောတယ်ကျွန်တော်လည်းမမေ့ဒီနေ့လမ်းရဲ့ feeling ပြောရမယ်ဆိုလို့ရှိရင်တော့နင်းလို့ကောင်းတယ်ကီလို90ကျော်လောက်နင်းရတယ်ပေါ့နော်နေ့လယ်2နာရီလောက်တည်းကကျွန်တော်ဒီတုံတာမြို့လေးကိုရောက်နေတယ်လမ်းတွေကတော့ပြတ်တဲ့နေရာတွေလည်းရှိတယ်ကောင်းတဲ့နေရာတွေလည်းရှိတယ်ပေါ့နော်တကယ်လို့သာလမ်းတွေကောင်းမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ခရီးတွင်မှာပေါ့အခုတော့ရတယ်လို့ပေါ့နော်ဒါကလည်းစောကြီးတွေကလည်းဒီအခက်အခဲတွေရှိရယ်ဒီလူတွေရှိရယ်ဆိုတော့ကျွန်တော်သိပြီးသားပဲဒါကြီးကိုကျွန်တော်ရင်ဆိုင်ခြင်းလို့ကိုတမင်တိုးဝင်လာတာပါဆိုတော့ဒါကျွန်တော်တို့အတွေ့အကြုံတစ်ခုပါပဲအဲ့တော့လမ်းကတော့ gravel လမ်းများလုံးဝမိုက်တယ်အထုပ်တွေပိုးနေတာမပါဘူးဆိုရင်တော့ကျွန်တော်စိတ်ကြိုက်စင်းမှာပေါ့နော်ကဲအခုတော့ကိုယ်တွေလက်တွေနည်းနည်းလေးညောင်းနေဗျအစင်းလေးတွေမှာကျွန်တော်ထိန်းပြီးစင်းရတယ်ပြီးတော့လက်ချောင်းလေးနည်းနည်းညောင်းနေပေါ့နော်ဒီညတုံတာကတော့နည်းနည်းလေးအေးတယ်ဗျညာတူတူလေးမိုက်မနေ့ကျရင်တော့ကျွန်တော်6နာရီ6နာရီဝန်းကျင်ပေါ့အဲ့ကနေထွက်ပါမယ်ကဲဒီအိတ်ကနေပြီးတော့အားလုံးကိုနှုတ်ဆက်ပါတယ်ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပြီးတော့ကျေးဇူးများတင်ပါတယ်မနေ့ပြန်ဒီ9မှာတွေ့ပါမယ်အားလုံးပဲတက်တာပါ